အားလုံးမင်္ဂလာပါတစ်ချက်ဒီနေ့ပခုံးပြောက်အင်ဂျီ off shoulder လို့လည်းခေါ်တာပေါ့နော်အဲ့ဒီပခုံးပြောက်အင်ဂျီညှက်တဲ့ပုံစံလေးပြပေးပါမယ်ပခုံးပြောက်အင်ဂျီကကြတော့သူ့မှာကဒီကျတို့ပုံမှန်အင်ဂျီတွေလိုပဲဒီပခုံးပေါ်မှာဆက်ကြောင်းမပါဘူးသူကဒီပခုံးအပြက်ဒီပခုံးစုံလေးကနေပြီးတော့လက်ကလေးကိုတွဲထားတာနော်အဲ့လိုမျိုးလေးတွားတာအဲ့တော့အဲ့ဒီအင်ဂျီညှက်မယ်ဆိုရင်ကျတို့ကဘာလုပ်ရမလဲဆိုတော့ဒီပခုံးဆောင်ကိုလက်ပြက်အင်ဂျီညှက်တဲ့ပခုံးဆောင်အတိုင်းတွားမယ်နော်အခုဒီဟာဆိုရင်ဒီချက်ပထမပြပေးထားတဲ့လက်ပြက်အင်ကြီးရဲ့ပတ်တန်ကိုသုံးမယ်เนาะဒါလက်ပြက်အင်ကြီးပုံစံလေးကိုပြပေးထားတာအခုလိုပဲပခုံးဒီမှာနှစ်လက်မဆင်းပြီးတော့ဂျိုင်းဝိုက်မယ်ဒါပေမဲ့ तू ကတစ်ခုရှိတာကလက်ပြက်အင်ကြီးမှာကျတော့ဂျိုင်းဝိုက်ရင်ခုနှစ်လက်မဆိုရင်ဂျိုင်း9ရှိရင်ခုနှစ်လက်မဆင်းပြီးတော့အပေါ်ကို3စိတ်တက်တယ်ဒီ off shoulder အင်ကြီးမှာတော့အပေါ်ကို3စိတ်တက်เสียမလို့เนาะဒီပခုံးစုံလေးကနေအောက်ကိုခုနှစ်လက်မဆင်းပြီးတော့အဲ့ရနေပြီးတော့ပဲတစ်ချေတို့ရင်ပတ်လက်တွက်ထားတဲ့အဖြေလေးကိုဆွဲလိုက်ရပြီပခုံးကိုလည်းအပေါ်ကို4စိတ်တက်เสียမလို့เนาะအဲ့တော့သူ့မှာမတူတာကကြတော့ဒီနှစ်အချက်နဲ့3အချက်လုံးเสียမလို့ဒီမှာ तू ကဒီတစ်ချက်သေးပဲထည့်ပေးရမယ်เนาะ off shoulder အင်ကြီးအတွက်ကိုပခုံးနှစ်လက်မဆင်းလိုက်ရပြီကျန်တဲ့ဥစ္စာကပုံမှန်လက်ပါတဲ့အင်ကြီးတွေဆွဲပတ်တန်ဆွဲတဲ့အတိုင်းဆွဲလိုက်မယ်เนาะအဲ့တော့ရှေ့ချမ်းsorry ဒါကနောက်ချမ်းပေါ့နောက်ချမ်းဆွဲပြီးသွားပြီဆိုရင်ရှေ့ချမ်းကိုလည်း तू ကတစ်ခါပတ်တန်ထုတ်ထားလိုက်ရှေ့ချမ်းအတွက်ကိုရှေ့ချမ်းပတ်တန်ကနေယူမယ်နောက်ချမ်းအတွက်ကိုနောက်ချမ်းပတ်တန်ကနေယူမယ်ဟုတ်ပြီနော်အဲ့ဒီတိုင်းလေးပတ်တန်အရင်ဆွဲပြီးတော့မှချေလို့အဲ့ပတ်တန်ပေါ်မှာမှချေလို့က off shoulder အင်ဂျီရဲ့ရှေ့ချမ်းနောက်ချမ်းတွေကိုပတ်တန်ထုတ်နော်အဲ့တော့အရင်ဆုံးဒီနောက်ချမ်းဆွဲပြီးရင်ရှေ့ချမ်းပတ်တန်လေးကိုဆွဲထားပါမယ်အခုဒီမှာဒီချက်ရှေ့ချမ်းနဲ့နောက်ချမ်းနှစ်ခုဆွဲပြီးသွားပြီเนาะဒီကောင်ကပခုံးစုံကိုနှစ်လက်မဆောင်းထားတာအဲ့တော့ကျန်တဲ့ဂျိုင်းဝက်တာခုနကပြောတဲ့အတိုင်းပဲအဲ့တော့ချေတို့ off shoulder ကိုစပြီးတော့ပတ်တန်ဆွဲထုတ်တော့မယ်ထုတ်မယ်ဆိုရင်ချေနောက်ချမ်းကိုအရင်ဦးဆုံးသွားပြီးတော့ထုတ်မယ်နော်အဲ့တော့နောက်ချမ်းထုတ်မယ်ဆိုရင်ခြေတို့ကဘာလုပ်ရမလဲဆိုတော့ off shoulder ရဲ့ဒီပခုံးအကြလေးကိုအရင်ယူမယ်ပုံမှန်အတိုင်းဆိုရင်ခြေတို့ဒီမှာနောက်ကျောအကျယ်လေးမှာဒီပခုံးစုံကနေနောက်ကျောအကျယ်ထီကိုယူလို့ရတယ်เนาะအဲ့အတိုင်းယူထားလိုက်လို့ရတယ်တကယ်လို့ဒီနောက်ကျောကိုအရင် height တာမလိုချင်ဘူးဆိုရင်တော့ဒီအပေါ်ဒီပခုံးစုံလေးကနေအောက်ကို3လက်မခွဲယူเนาะဟောဒီပခုံးအစွန်းကနေအောက်ကို3လက်မခွဲယူအဲ့တော့ဒီနောက်ကျောအကျယ်မြင်းပေါ်မှာပဲယူရင်လည်းအရင်မ height ဘူးကြည့်လို့လှတယ်เนาะတချို့ဆိုဒီလိုဒီလောက်အောက်အထိကို height ကြီးယူကြသေးတယ်လေเนาะအဓိကတော့နောက်ကျောဒီ off shoulder ယူရဆိုရင်ဒီနောက်ကျောအကျယ်ကဒီကြောကျယ်မြင်းအောက်ကိုတက်လက်မခွဲနှစ်လက်မလောက်ထိချလို့ရပါဆိုတော့ဒီနားလောက်ထိကိုအင်ကြီးလက်ကတွဲလို့ရသေးတာဒါပေမဲ့ပုံမှန်တော့နောက်ကျောကျယ်မြင်းပေါ်မှာထားတာလေးကအလှဆုံးပဲเนาะအဲ့တော့ဒီချက်အခုဒီမှာဆွဲပြမယ်ဆိုရင်နောက်ကျောကျယ်မြင်းပေါ်မှာပဲဆွဲပြမယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ခြေတို့ကဒီမှာနောက်ကျောကျယ်မြင်းပေါ်မှာဆွဲမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အတွင်းထဲကိုအရင်ဆုံး၄စိတ်ဝင်လိုက်မယ်เนาะဒီနောက်ကျောကျယ်ဂျိုင်းနေကနေ၄စိတ်ဝင်မယ်၄စိတ်ဝင်ပြီးသွားရင်ဒီနောက်ကျောကျယ်မြင်းကနေအောက်ကိုခြေတို့၄စိတ်ချမယ်အဲ့နှစ်ခုကိုခြေတို့အရင်ဆုံးစောင်းပြီးတော့ဆွဲလိုက်မယ်အဲ့တော့အသစ်ဆွဲတဲ့မြင်းတွေမြင်တာအောင်လို့နှင်းလေးနဲ့ဆွဲပြပေးမယ်เนาะအဲ့တော့ဆွဲဒီလိုမျိုးလေးမြင်းဆွဲလိုက်မယ်၄စိတ်ဘာကြောင့်၄စိတ်ဆွဲလဲဆိုတော့ဒီတဲ့မြင်းတွေကအင်ကြီးချုပ်လိုက်လို့ဝတ်ပြီဆိုရင်ခန္ဓာကိုယ်မှာဒီလိုခုံလေးဖြစ်သွားတယ်အဲ့တော့နည်းနည်းလေးအောက်ကို၄စိတ်ချထားတယ်ဆိုရင်ခန္ဓာကိုယ်မှာဝတ်လိုက်ပြီဆိုရင်လူရဲ့ခန္ဓာကိုယ်ဆွဲတဲ့ပုံစံမျိုးနဲ့ဆိုသူကဒဲလေးဖြစ်သွားတယ်เนาะအဲ့ဒါကြောင့်မလို့အောက်ကို၄စိတ်လေးချပေးရတာပြီးရင်ကျတို့ဘာလုပ်ရမလဲဆိုတော့ဟောဒီမှာဂျိုင်းလေးကိုပေကူးလေးနဲ့ပြန်ပြီးတော့ဝိုက်လိုက်မယ်เนาะဂျိုင်းကိုအตาလေးပေကူးလေးနဲ့သူ့ရဲ့ပုံမှန်အတိုင်းလေးပဲဝိုက်လိုက်ဘာမှမခတ်ဘူးเนาะအဲ့တော့ဒါခြေကကြတော့ပုံစံအသေးမို့လို့လက်ကလေးနဲ့ပဲဝိုက်ပြတာเนาะအဲ့တော့ပြီးရင်ဘာလုပ်ရမလဲဆိုတော့ခြေတို့ကသူ့ရဲ့ဟောဒီအပေါ်ဒီလိုအစွန်းကိုသွားတိုင်းစရာမလိုဘူးဒီအပေါ်ဒဲကိုယူပြီးတော့ခြေတို့ဘယ်လောက်ရှိလဲဆိုတော့တိုင်းမယ်ဒီကနေဒီကိုဘယ်နှလက်မရှိလဲเนาะဟောဒီမှာဒဲအတိုင်းလေးပဲတိုင်းလိုက်ဘယ်နှလက်မရှိလဲဆိုတော့ခြေတို့မှတ်မယ်ပြန်မျှတော့ခြေတို့၄လက်မဒါမှမဟုတ်၄လက်မခွဲရှိတတ်တယ်เนาะဒီနားလေးကဒီကောင်ကကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးစားပေါ်မူတည်ပြီးတော့အတိုင်းတာမတူဘူးเนาะဒီနားလေးကအဲ့လိုမျိုးဥမာဒီဟာဆိုဥမာတစ်ချက်တိုင်းလိုက်တယ်၄လက်မပဲထားလိုက်ဒီနားလေးကိုเนาะ၄လက်မရှိတယ်လို့ပဲမှတ်ထားလိုက်မယ်ဒီပခုံးစုံကနေဒီကိုဒါဒဲလေးတိုင်းထားလိုက်တာအဲ့ဒါဘာလို့လဲဆိုတော့ခြေတို့လက်ညှက်တဲ့အချိန်ကျရင်ဒီနေရာအတိုင်းတာဘယ်လောက်ရှိလဲဆိုယူရမှာအဲ့ဒါမှတ်ထားလိုက်မယ်เนาะအဲ့ဒါမှတ်ဖို့မမေ့နဲ့เนาะစိုက်ညှက်ခါစားလို့ရဆိုရင်ဒီအတိုင်းတာကိုမှတ်ဖို့မေ့တယ်ဆိုတော့ဘာဖြစ်ကိုယ်ပတ်တန်ဒီပါညှက်ပြီးတော့မှဓာကြီးကိုပြန်ပြီးရှာရမယ်လက်ညှက်ဖို့ယူမယ်ဆိုအဲ့ကြမှာပြန်ရှာရင်အလုပ်ရှုပ်လို့ဒီကောင်လေးကိုမမေ့မလျော့လေးမှတ်ပြီးเนาะအဲ့ဒါပြီးသွားရင်ဘာလုပ်ရမလဲဆိုတော့ခြေတို့ဒီမှာတောက်ဆွဲထားတယ်ဒီတောက်ရဲ့အလဲမြင်းဟောဒီအလဲမြင်းအတိုင်းကိုခြေတို့အပေါ်ကိုတောက်လျှောက်ဆွဲချလိုက်မယ်ဒီအပေါ်အထိကိုဆွဲလိုက်မယ်ဆွဲပြီးရင်ဒီမှာခြေတို့တစ်ဖက်ကို3စိတ်စီယူမယ်ဒီနာကိုเนาะတစ်ဖက်ကို3စိတ်စီယူမယ်ယူပြီးအဲ့ဒီရဲ့3စိတ်မြင်းကနေ3စိတ်အမှတ်ကနေခါမှတ်တွေကိုခြေတို့တဲဆွဲချမယ်ဒီ off shoulder ခြေတို့နောက်ခွဲเนาะနောက်ခွဲကိုစိတ်လေးနဲ့သွားမယ်အဲ့ဒါလေးမပြောမိလိုက်ဒီမှာဒီလိုမျိုးလေးဒဲလေးဆွဲလိုက်မယ်ပြီးရင်ဒီနေရာတစ်ခြေတို့တောက်အနေနဲ့ချုပ်လဲရတယ်
ရေကူးတောက်ချုပ်တယ်လို့မျိုးဒီဟာကိုညှက်ထုတ်ပြီးတော့ခြေတို့ချုပ်လိုက်လေရတယ်နော်ချုပ်ကြောင်းလေးနဲ့ချုပ်လိုက်ရတယ်ခြေကတော့ညှက်ချပလိုက်မယ်နော်အဲ့ဒါပြီးဘာလုပ်ရမလဲဆိုတော့ဒီခြေတို့ကဒီနားလေးမှာလည်း2စိတ်ဟောဒီနားလေးမှာလည်း2စိတ်စောင်းပြီးသားနော်အောက်ကို4စိတ်ချပြီးသားမြင်းမှာလည်း2စိတ်ယူပြီးတော့ဘာလုပ်ရမလဲဆိုတော့အဲ့2စိတ်ကနေဟောဒီအောက်ကခြေတို့အစုံတင်မြင်းအထိကိုခြေတို့လာလိုက်မယ်ဘာဖြစ်လို့ယူရလဲဆိုတော့နောက်ကျောအိုက်မှာဆိုလို့เนาะအဲ့2စိတ်ကိုလုံးဝမမေ့ပါနဲ့เนาะဒီမှာကတစ်ဖက်ကို3စိတ်စီသွားမယ်ဒီမှာ2စိတ်ဒီမှာအတွင်းထဲကို4စိတ်ဝင်တာအဲ့ဒါဆိုရင်ခြေရနောက်ချမ်းရဲ့ပတ်တန်ပြီးသွားပြီအဲ့တော့ဘာလုပ်ရမလဲဆိုတော့ခြေတို့ဒီတောက်တွေကိုမဖြတ်ခင်မှာဒီတောက်ကလေးကိုဒီအပေါ်မဖြတ်ခင်ဒီတောက်ကိုခောက်ပြီးတော့ယူအဲ့လိုမျိုးလေးခောက်လိုက်တယ်ဆိုတော့ तू ကဒီနားလေးမှာနည်းနည်းလေးအထက်ကလေးဖြစ်သွားတယ်เนาะဒီမှာတစ်ချက်အနီးကပ်လေးတစ်ချက်ဆွဲပြပေးမယ်เนาะဒီလိုမျိုးလေးမညီဘူးပိတ်စပတ်တန်အကြီးဆိုပို့ပြီးတည်တာတယ်မညီဘူးဆိုရင်ခြေတို့ကအဲ့ဒါလေးကိုပေတံလေးနဲ့ပြန်ပြီးတော့ညီအောင်လို့ဘာမှမခတ်ဘူးเนาะဒီလိုလေးညှိပြီးလိုက်ညှိပြီးတော့မှခြေတို့ဒီလိုညှက်ထုတ်လိုက်မယ်ညှက်ထုတ်လိုက်မယ်ဒီမှာဂျိုင်း၄စိတ်ဝင်ထားတာလေးကိုလည်းခြေတို့ညှက်မယ်ဟောဒီမှာ2စိတ်စားထားတဲ့ဥစ္စာလေးကိုလည်းညှက်ထုတ်မယ်နော်ဒါဆိုရင်ဒီချယ်တို့ကဘာလုပ်ရမလဲဆိုတော့နောက်ချမ်းရဲ့ပတ်တန်လေးရပြီအဲ့တော့ဒီနေရာဒီချယ်တို့ကချုပ်မယ်ချုပ်စာနဲ့ချုပ်မယ်ဆိုရင်ချယ်တို့ဒီလိုလေးညှက်ထုတ်မယ်တောက်ဆိုရင်တော့ညှက်ထုတ်စရာမလိုဘူးเนาะအဲ့ဒီအတိုင်းလေးကိုချယ်တို့ထားလို့ရတယ်ဒီကောင်ကတော့ဒီချယ်ကချုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ညှက်ထုတ်တယ်အဲ့လိုညှက်ထုတ်တဲ့အချိန်ကျရင်အပေါ်အောက်မမနိုင်ဘူးเนาะပြန်တွဲတဲ့အချိန်ကျရင်အဲ့ဒါဆိုရင် तू ကဒီလိုလေးလာမယ်မှန်ချုပ်မယ်ဆိုရင် तू ကခုနကတော့ခောက်ထားတယ်တောက်ကလေးကိုခောက်ထားတဲ့အတွက်ကြောင့်မလို့ဒီလိုပူးလိုက်ရင်ဒီနေရာညီမယ်เนาะအဲ့ဒါဆိုရင်ဒီကောင်က B1 လို့မှတ်လိုက်မယ်ဒီကောင်က B2 အဲ့မှာဒီချေတို့ကချုပ်စာတွေကဟောဒီအပေါ်မှာချုပ်စာထည့်မယ်เนาะဒီကောင်ကတော့ချေတို့ဇစ်တက်မယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီဘက်လေးကပုံမှန်တိုင်းဇစ်တက်တဲ့အတိုင်းချေတို့ခောက်မယ်ခောက်စာလေးထည့်မယ်เนาะနောက်ချုပ်ချမ်းကဒီနေရာဇစ်တက်မယ်ပြီးရင်ဒီမှာချုပ်စာထည့်မယ်ဟောဒီမှာချုပ်စာထည့်မယ်เนาะဒါဆိုရင် B1 နဲ့ B2 နောက်ချမ်းလေးရပြီအဲ့တော့ရှေ့ချမ်းလေးဆက်သွားမယ်